အသက်ကတော့101နှစ်ပါမကြီးစီးထူတာတော့တရက်ကို9 ပိသားတော့အစောကြီးပဲမိုးလင်းလာတာနဲ့ဘာလုပ်ရမလဲအငြိမ်မနေလို့အလုပ်ပေးထားတာတိုးရဲကြီးရှောက်သွားမှကြောက်လို့တိုးရဲရောက်သွားမှကြောက်လို့မျက်စိလေးလမ်းမရောက်မှကြောက်လို့အလုပ်ပေးထားခြင်းမှာအလုပ်မရှိရင်မနေတတ်တဲ့ကျွန်တော်တို့ရဲ့အကြီးအန်တီတရက်ကိုမကြည့်သေး9 ပိသားတော့အေးသေးပဲအသက်ကတော့101နှစ်ကျွန်တော်တို့ရဲ့အန်တီကျွန်တော်တို့ရဲ့အကြီးအညာခေါ်တော့အကြီးပေါ့ဗျာ